Agati sore zagali peta pang tu dalam loya narema jadi juang wen bida zagalong dalong no Agati laisare lu jauh jare mola no Agati sura babyo darong sura malai thai de bega ne biro laida belaida yati mu mala no Agati sura malai thai de bega laida mare bega laidaဒါပေမဲ့လိုက်ချင်းရဲ့အကြောင်းတရားကလည်းပဲ၄မျိုးရှိတယ်ပေါ့အဂတိတရား၄ပါးရှိဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတုံးဆိုတော့သတ္တာရိမာနိဘိက္ခဝေအဂတိကမနာနိယဟန်တို့တဲ့မလိုက်ထိုက်တဲ့ဘက်ကိုလိုက်တဲ့ဘက်လိုက်ချင်းဆိုတာ၄မျိုးရှိတယ်တဲ့ဘက်လိုက်ချင်းဘယ်နှမျိုးရှိတော့၄မျိုးရှိတယ်တဲ့အဲ့ဒီ၄မျိုးကဘာတွေတုံးဆိုတော့သန္တာဂတိကိစ္စတိစန္ဒာကတိန်ကိစ္စတိဆိုတာချစ်ချင်းကိုအကြောင်းပြုပြီးတော့ချစ်လို့မို့မလိုက်တဲ့ဘက်ကနေပြီးတော့လိုက်တာစန္ဒာကတိပေါ့နော်ချစ်ခင်မြတ်နိုးတဲ့အတွက်ကြောင့်မှားမှန်းသိရတဲ့နဲ့အဲ့ဒီဘက်ကနေလိုက်တာဟုတ်လားမလိုက်တဲ့ဘက်ကနေပြီးတော့လိုက်တာနောက်ဒေါသကတိန်ကိစ္စတိဒေါသကတိကိုလွယ်လွယ်ပြောရမုန်းတဲ့အတွက်ကြောင့်မလိုက်တဲ့ဘက်ကလိုက်တာဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်လို့သိတယ်မသိလို့မဟုတ်ဒါပေမဲ့မုန်းတဲ့အတွက်ကြောင့်ကိုပဲမှန်တဲ့ဘက်ကမရတည်နိုင်ဘူးသောတော်ကချစ်တဲ့ဘက်ကရတည်တာချစ်လို့မို့ကိုပဲမှန်တဲ့ဘက်ကမရတည်နိုင်ခုကတော့ဗါတယ်မုန်းလို့မို့ကိုပဲမှန်တဲ့ဘက်ကမရတည်နိုင်မလိုက်တဲ့ဘက်ကလိုက်တာနော်သန္တာဂတိဒေါသဂတိဟောတတိယဘာပြောလို့တတိယကဘယဂတိကိစ္စတိတဲ့ကြောက်တဲ့အတွက်ကြောင့်မို့လို့မလိုက်ထိုက်တဲ့ဘက်ကလိုက်တာနော်ဓမ္မနဲ့ဓမ္မတယ်လို့သိတယ်ဒါပေမဲ့တဲ့ဘက်ကလိုက်လို့ရှိရင်တစုံတရာကိုထိခိုက်လာနိုင်တာတွေရှိတယ်နော်မှားတဲ့ဘက်ကလိုက်လို့ရှိရင်အဲ့ဒါမျိုးမရှိနိုင်ဘူးဆိုပြီးတော့ကြောက်တဲ့အတွက်ကြောင့်ကိုပဲမလိုက်ထိုက်တဲ့ဘက်ကလိုက်တာမယက်တည်တဲ့ဘက်ကယက်တည်တာနောက်၄ခုမြောက်အဂတိကြတော့ဘာပြောတော့မောဟဂတိကိစ္စတိမောဟဂတိမိုင်မဲတွေ့ဝေတဲ့အတဲ့ကြောင့်မှန်ကန်မသိတဲ့အတွက်ကြောင့်မလိုက်ထိုက်တဲ့ဘက်ကလိုက်တာအဂတိတရားဘယ်နှပါတော့များ၄ပါးစန္ဒာဂတိဆိုပြီးတော့ချစ်လို့မှုမှားယွင်းတဲ့ဘက်ကယက်တည်တာဒေါသဂတိဆိုပြီးတော့မုန်းလို့မှုမှားယွင်းတဲ့ဘက်ကယက်တည်တာဘယဂတိကြောက်လို့မှုမှားယွင်းတဲ့ဘက်ကယက်တည်တာမောဟဂတိမိုင်မဲတွေ့ဝေအတိညာနှုံနေတဲ့အတွက်ကြောင့်မှားယွင်းတဲ့ဘက်ကနေယက်တည်တာ